ဗဟိုဘဏ်က CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုအမေရိကန်ဒေါ်လာတန်30ထပ်မံရောင်းချမှာဖြစ်တယ်လို့မလ17ရက်ကထုတ်ပြန်ခဲ့ပါတယ်။မလ9ရက်ကလည်းဗဟိုဘဏ်က CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုအမေရိကန်ဒေါ်လာ32တန်ထပ်မံရောင်းချမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဖေဖော်ဝါရီ17ရက်ကလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာတန်30ဖေဖော်ဝါရီ3ရက်က73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ28တန်ရောင်းချမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဇန်နဝါရီ28ရက်ကလည်းနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ23တန်ဇန်နဝါရီ21ရက်ကအမေရိကန်ဒေါ်လာ25တန်ဇန်နဝါရီ16ရက်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာသွင်းကုန်လုပ်ငန်းရှင်တွေအတွက်ထိုင်းဘတ်တန်30ရောင်းချမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဇန်နဝါရီ14ရက်ကလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ25တန်ထပ်မံရောင်းချမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။